Okay skin ထောင်းမယ်ဆိုရင်เนาะ brother တို့application တွေတခုပေါ့เนาะအဲ့ application ကို down လိုက်ပါဒီ application ဘယ်လို down ရလဲဆိုတော့ကျွန်တော်ပြောပြရပါเนาะဒီမှာ skin တွေအများကြီးရှိရဘယ်လို down ရမလဲဆိုတော့ Minecraft မှာ skin လို့ရိုက် skin or world the skin လို့ရိုက်ရှာလိုက်ဒါလေးပေါ်လာမှာပါဆိုတော့ကျွန်တော်ဒီမှာ skin တွေလိုက်ကြည့်နေရပေါ့เนาะ skin တွေ show တယ်အဲ့ကျွန်တော်ကြိုက်တဲ့ skin တွေတခုတွေ့သွားတယ်ဒီ skin တွေမိုက်တယ်ဆိုပြီးဒီ skin လေးပေါ့เนาะအဲ့ကောင်လေးကိုရှူမဲဆိုပြီးကျွန်တော်အဲ့ကောင်နှိပ်လိုက်တယ်နှိပ်ပြီး brother တော့အဲ့မှာ download ဆိုတဲ့ဟာလေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက် download to Minecraft ဆိုတဲ့ဟာလေးကိုနှိပ်လိုက်အမ skin experience ဆိုပြီးအမ Minecraft ရဲ့ Google ရဲ့ဘာလဲမသိဘူးအဲ့ဒါပေါ်လာအဲ့မှာ Minecraft ကောက်နှိပ်လိုက်အဲ့ Minecraft ထဲဝင်သွားဒီ channel လေးကိုလည်း subscribe လေးပြင်ပေးခဲ့ကြပါဦးဗျ brother တို့နောက်ကြရင်ပေါ့နော်လာမယ့်ဟာကိုကျွန်တော်ကြိုပြောတော့ပါမယ်နောက်ဆုံးကြရင်ပေါ့နော်နောက်ကြရင်လာမယ့် video နောက်ဆုံးကြပြောတော့ပါမယ်ကျွန်တော်ဝင်နေပေါ့နော်အဲ့လိုကြာနေရတယ်ဆိုပြီးကျွန်တော်ရှောက်ရှစ်စစ်နေပေါ့နော် okay so Minecraft ကိုပေါ်လာပြီးတော့မလုံးတည်းဆောင်းရသေးအဲ့ဒီလိုဖြစ်သွားတယ်လိုဖြစ်သွားတော့ကျွန်တော်အမှ brother တို့ skin ယူရနေရပါတော့အဲ့ယူရနေရကို brother တို့တွားကျွန်တော် skin ယူရနေရအဲ့ဒါကောက်နှိပ်ပါတော့နှိပ်လိုက် brother အဲ့လိုလေးရောစောင့်ရတယ်ဗျအဲ့လေးပြင်ခုနစောင့်နေပါတော့အဲ့အောင်နှိပ်ပြီးရင်ပေါ်လာပြီပေါ့နော်အဲ့လိုလေးပေါ်လာပြီဆိုရင် brother တို့အမှ change ဆိုတဲ့ဟာ skin change ဆိုတဲ့ဟာလားမသိဘူးအဲ့အောင်နှိပ်လိုက်ပါနော်နှိပ်ပွားဆိုတော့ brother တို့ခုနကထည့်ထားတဲ့ skin လေးပါအဲ့ဒါလေး equate လုပ်လိုက် brother တို့ရပါပြီနောက်တစ်ခါဘာလာမလဲဆိုတော့ the last kingdom mod ကြော်တင်ပေးပါမယ်ဆိုတော့ပြပါမယ်